ဒီကနေ့များထွက်ဖို့လောရမယ့်အချက်6ချက်ကိုဆရာပြောပြမယ်တေချာမှတ်ထားကြနော်โอเคနံပါတ်1မိခင်တို့ဆိုတာကလေးခဏခဏဆိုမှပို့ပြီးတော့ထွက်လာမှာပါကလေးကနို့ဆိုအားကောင်းလေလေအမေနို့ထွက်များလေလေပါပဲဒါကြောင့်ကလေးကိုနို့မကြခဏတိုက်ပေးပါကလေးငိုတာနဲ့စားတာနဲ့တိုက်ပါသူတို့ဖတ်တာနို့ဆိုတာရက်သွားတော့မှရက်ပေးပါပြီးတော့နို့တိုက်တဲ့အချိန်မှာဒါနို့တစ်ဖက်လုံးကိုမျှအောင်တိုက်ရမယ်ကလေးအသားနဲ့အမေအသားနဲ့ကိုအသားချင်းထိထားပါမယ်နံပါတ်2ကလေးနို့ကောင်းကောင်းမဆိုးတဲ့မချင်းချုံမိုင်မိုင်မပေးရပါဘူးနံပါတ်3အမေကစိတ်ဖိစီးမှုနဲ့အောင်နေရပါမယ်နံပါတ်4ရေများများတောက်ရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ရေတက်ခန်းချောက်တယ်ဆိုရင်ဒါနို့အထွက်နေတဲ့လို့ပါ။နံပါတ်5ကတော့မေကအေးယူအောင်အေးရပါမယ်။အနားကောင်းကောင်းယူရပါမယ်။နံပါတ်6ကလေးကိုလည်းနို့များများတိုက်ရတယ်လို့အမေကိုယ်တိုင်ကလည်းများများစားပေးရမယ်။နို့တိုက်မိခင်တယောက်ကဒါတရက်မှာပေါ့နော်။ငကိုစားနေကြထက်300ကီလိုရီကနေ900ကီလိုရီထိထပ်ပြီးတော့ပို့ပြီးတော့စားပေးဖို့လိုအပ်တယ်။ဆိုလိုတာကဒီ